မိချေဆိုချင်လို့ဘာလေးလိုအပ်လဲဝဲရမလဲဆိုတာလေးပန်းမချင်းဖြစ်ပေးပါလားတဲ့အပန်းကြီးဝိုင်းတော့ညီမလေး coffee လိုအပ်တာလေး prepare လုပ်ထားဒီစင်းလေးလိုအပ်တယ်လက်သေးကိုပလိန်ထားတဲ့သူမဟုတ်ဘူးအမြဲတမ်းဆက်တက်ဆိုးရဲလောက်တက်သူဖြစ်တဲ့အတွက်ဒါလေးက just sometimes ဒါလေးကတော့ best friend ပဲ cuticle remover cuticle area မှာရှိတဲ့ dead skin တွေကိုသူက soft ဖြစ်သွားစေရအဲ့တော့ cuticle cutter နဲ့ညှစ်တဲ့ချိန်မှာအဆင်ပြေလွယ်ကူစေရတခြားပစ္စည်းတွေဝှက်လျှော့ခြင်း short လို့ရတယ်ဒါလေးကတော့လုံးဝမ short တယ်သုံးတန် cuticle cutter ဒီထဲမှာ highlight လုပ်ပေးခြင်းတဲ့တစ်ချက်ကbeginner ညီမလေးတွေအတွက် sharing လုပ်ပေးခြင်းနဲ့ညာတန်ဆိုတော့ဘယ်ဘက်လက်ကိုလုပ်တဲ့အချိန်မှာအဆင်ပြေရကိုလုံးဝပဲ့တယ်မဟုတ်ဘူးဘယ်လက်နဲ့ကန်ပြီးတော့ညာဘက်လက်ကိုလုပ်တဲ့အချိန်မှာဒါ risk များတယ်ခုမှစပြီး try ရတူဖြစ်တဲ့အတွက်ထိန်းရလုပ်ဖို့ဆိုတာလည်းမဖြစ်နိုင်အဲ့တော့ cuticle cutter စားဒါလေးကိုသုံးပါ practice makes perfect ကိုကကျွမ်းကျင်လာပြီဆိုတဲ့အချိန်ကျမှ cuticle cutter နဲ့ဘက်လက်ကိုလုပ်ကြည့်ပေါ့နော် dehydrated primer base coat top coat ကိုကတော့ဒီ brand သုံးတယ်that means ကဒါပဲသုံးရမယ်အဲ့လိုမဆိုလို့เนาะတခြား brand တွေအများကြီးရှိတယ်သုံးလို့ကောင်းတယ်ဒါ just my opinion เนาะကိုက market ထဲမှာပစ္စည်းမရှာဘူးလိုအပ်တဲ့ချိန် running တကူဝယ်လို့ရတယ်ဈေးတက်နေသုံးရတဲ့ quality ကလည်းကောင်းတယ်အဲ့ဒါကြောင့်ကိုကဒါပဲသုံးနေဆိုတာကိုပြချင်တာတခြား brand တွေအများကြီးရှိရယ်เนาะကိုပစ္စည်းကြော်ညာနေရမှာမဟုတ် nail dust brush nail polish ကတော့ကိုယ်စိတ်ထိုက် color တွေဝယ်လို့ရတယ်ဒီမှာပြထားတဲ့အတိုင်းဖြူနေဝပြအမဲဒီ basic color တွေကအရင်ကိုရည်ကြည့်ရဲအဲ့ color တွေဝယ်ထားပြီဆိုရင်တခြား color တွေကိုလိုချင်တဲ့ orange purple အဲ့ဒါရအစအကုန်လုပ်လို့ရတယ်ကွာဒီလားဒါလေးကို highlight လုပ်ပေးချင်တယ်နောက်တစ်ချက်ကတကယ်လို့များကိုကပပချစ်ကြီးလေးသုံးချင်တယ် milk white ဒါလေးကိုလည်း recommend လုပ်တယ်နော် remover pad and cleaning water tissue ရမယ်သုံးတယ်နော်ဒါလေးကလည်းအရင်စေးမကြည့်ဘူး okay UV lamp ဆိုးထားပြီးရင်အကောင့်ချက်ဖို့ဆိုရင်ဒီလို proper lamp အကြီးလိုအပ်တယ်နော်ဟိုအသေးလေးလည်းမရဘူးတိလားအဲ့ကြောင့်ဒါလေးတစ်လုံးလဲရှိတယ် cuticle oil ကိုယ့်ရဲ့လက်ကလေးကိုချစ်တယ်လက်သေးသားကိုအများတန်းယူဆိုင်တယ်ဆိုတဲ့ကောင်မလေးဒါလေးကိုပေးဆောင်ထည့်သွားပြီးတော့ link ပြတဲ့နဲ့ကုကုမမောင်တွေကိုစားဖို့ကိုမမေ့တယ်လို့မျိုးပဲတတိယတိုင်းမြန်လင်းပေးလက်သေးသားလေးကျမ်းပါလာမယ်အေးနောက်ဆုံးချက်ရောက်လာပြီနောက်ဆုံးချက်ကတော့အရင်ရေးကြီးရယ် body lotion or body oil တခုခုကို link ပေးပါကိုယ့်ရဲ့လက်သေးလေးက colorful လှနေပြီအဲ့ချိန်မှာကိုယ့်ရဲ့လက်ကလေးကလည်းဖြူနေတက်နေလှနေမှဖြစ်မယ်ကိုယ့်ရဲ့မျက်နှာလိုပဲလက်သားရည်ကိုလည်းဂရုစိုက်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်ရေးကြည့်ပါတယ်မမေ့ပါနဲ့